ဒီနေ့မှာတော့အထင်မှားမှုတွေနဲ့လှည့်စားမှုတွေပြည့်နှက်နေတဲ့စိတ်ဝင်စားစရာဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါဇလန်းအစမှာတော့လင်းရှောင်ချူဆိုတဲ့မိန်းကလေးဟာသူမရဲ့အတိတ်ကတီကျွမ်းခဲ့တဲ့သူထေးကြီးပေနဲ့ပြန်ဆောင်ဖို့မျှော်လင့်ချက်နဲ့ဟိုတယ်တစ်ခုကိုရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့သူမတိလိုက်တာကတော့သူမရဲ့အနီးနားမှာရှိတဲ့သူတွေကသူမအပေါ်မကောင်းကြံဖို့ပြင်ဆင်နေကြတာပါရှောင်ချူမှာသူမရဲ့အမတ်အသားဖြစ်တဲ့အဖိုးတန်ကြောက်စိမ့်ဆွဲသီးလေးတစ်ခုရှိပါတယ်ဒါဟာသူမရဲ့တကယ်အမတ်အသားပါပဲဒါပေမဲ့ကန်ကျမရဲ့အလှည့်အပြောင်းကြောင့်တခြားမိန်းကလေးတစ်ယောက်ကဒီဆွဲသီးကိုခိုးယူပြီးသူထေးကြီးပေရဲ့ရှာဖွေနေတဲ့သူအဖြစ်ဟန်ဆောင်လိုက်ပါတော့တယ်ရှောင်ချူတစ်ယောက်ဟိုတယ်မှာတန်ရှင်းရေးသမားအဖြစ်ပင်ပန်းအလုံးလုံးနေရချိန်မှာတော့ဟန်ဆောင်ထားတဲ့မိန်းကလေးကတော့သူထေးကတော့အဖြစ်ခမ်းနားစွာနဲ့ပေါ်ထွက်လာခဲ့ပါတယ်လူအများရဲ့ကြိုဆိုမှုတွေကြားမှာရှောင်ချူဟာဘေးကိုတွန်းဖက်ခံလိုက်ရပြီးသူမရဲ့နေရာကိုတခြားတစ်ယောက်ကရယူသွားတာကိုဝမ်းနည်းစွာနဲ့ကြည့်နေခဲ့ရပါတယ်ရှောင်ချူကအမှန်တရားကိုပြောဖို့ကြပိုးစားပေမဲ့အတူအယောင်မိန်းကလေးကတော့မာနထောင်လွှားစွာနဲ့သူမကိုနှိမ်ချခဲ့ပါတယ်သူထေးကြီးပေကတော့ဒီမိန်းကလေးဟာသူရှာနေတဲ့သူလို့ထင်မှတ်ပြီးအစွမ်းကုန်စောင့်ရှောက်မယ်လို့ကတိပေးလိုက်တဲ့အခါမှာတော့ရှောင်ချူရဲ့ဘဝဘလို့ဆက်ဖြစ်မလဲအမှန်တရားကတော့ဘယ်တော့မှပေါ်ပေါက်လာမလဲဆိုတာနောက်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးကြပါဦး